ကောင်းတာတွေဖြစ်ဖို့ကောင်းတဲ့အရာတွေများများတွေးပေးဖို့လိုပါတယ်။တစ်နေ့တာကိုအကောင်းမြင်စိတ်လေးနဲ့ဖြတ်သန်းနိုင်တဲ့အခါမကောင်းတဲ့အတွေးတွေကသူ့အလိုလိုပျောက်ကွယ်သွားပါတယ်။ဒါကြောင့်ကောင်းတဲ့အတွေးလေးတွေနဲ့တစ်နေ့တာကိုဖြတ်သန်းဖို့လိုပါတယ်။အဲ့ဒီကောင်းတဲ့အတွေးလေးတွေကိုတွေးမိဖို့မိမိကိုယ်တိုင်ကစကားကောင်းလေးတွေနားထောင်ပြီးပြောပြီးတွေးပေးဖို့လိုပါတယ်။ကဲအခုယ်လီကကောင်းတဲ့အတွေးလေးတွေတွေးတဲ့အခါအထောက်အကူဖြစ်အောင်စကားကောင်းလေးတွေကိုရွှတ်ပြပေးမှဖြစ်လို့နားထောင်ကြရအောင်နော်ငါဟာအရေးချင်းရှိပြီးတန်ပါတယ်ငါလမ်းကိုလာသမျှအခက်ခဲတိုင်းကိုငါကင်တွယ်နိုင်တယ်ငါဟာအရေးချင်းရှိပြီးတန်ပါတယ်ငါလမ်းကိုလာသမျှအခက်ခဲတိုင်းကိုငါကင်တွယ်နိုင်တယ်ငါကိုငါယုံကြည်တယ်ငါအစွမ်းအစကိုယုံကြည်တယ်ငါကိုငါယုံကြည်တယ်ငါအစွမ်းအစကိုယုံကြည်တယ်ငါဟာချစ်ချင်းမေတ္တာပျော်ရွှင်မှုနဲ့လေးစားမှုတို့ကိုရဖို့ထိုက်တန်တယ်ငါဟာချစ်ချင်းမေတ္တာပျော်ရွှင်မှုနဲ့လေးစားမှုတို့ကိုရဖို့ထိုက်တန်တယ်ငါဟာနေ့စဉ်နဲ့မျှနီလန်းပေါင်းစုံနဲ့ပိုကောင်းတဲ့သူဖြစ်လာတယ်။ငါဟာနေ့စဉ်နဲ့မျှနီလန်းပေါင်းစုံနဲ့ပိုကောင်းတဲ့သူဖြစ်လာတယ်။ငါခံစားချက်ကိုငါတာဝန်ယူတယ်။ပြီးတော့ဒီနေ့ငါပျော်ရွှင်မှုကိုရွေးချယ်တယ်။ငါခံစားချက်ကိုငါတာဝန်ယူတယ်။ပြီးတော့ဒီနေ့ငါပျော်ရွှင်မှုကိုရွေးချယ်တယ်။ငါဘဝမှာရှိတဲ့ကောင်းတဲ့အရာတွေအတွက်ကျေးဇူးတင်တယ်။ငါဘဝမှာရှိတဲ့ကောင်းတဲ့အရာတွေအတွက်ကျေးဇူးတင်တယ်။ငါဟာအဆက်မပြတ်တိုးတက်နေပြီးပုံမကောင်းမွန်တဲ့သူတစ်ယောက်အဖြစ်ပြောင်းလဲနေတယ်။ငါဟာအဆက်မပြတ်တိုးတက်နေပြီးပုံမကောင်းမွန်တဲ့သူတစ်ယောက်အဖြစ်ပြောင်းလဲနေတယ်။ငါဟာအကောင်းမြင်စိတ်နဲ့ကောင်းမွန်တဲ့စွမ်းအင်တွေကိုငါဘဝထဲကိုဆွဲဆောင်တယ်။ငါဟာအကောင်းမြင်စိတ်နဲ့ကောင်းမွန်တဲ့စွမ်းအင်တွေကိုငါဘဝထဲကိုဆွဲဆောင်တယ်။ငါကယုံကြည်မှုရှိတယ်။ရဲရင်နဲ့အခက်အခဲတိုင်းကိုခံနိုင်ရရှိတယ်။ငါကယုံကြည်မှုရှိတယ်။ရဲရင်နဲ့အခက်အခဲတိုင်းကိုခံနိုင်ရရှိတယ်။ငါဘဝမှာအံ့ဩစရာကောင်းတဲ့အရာအလုံးကိုရဖို့ထိုက်တန်တယ်။ငါဘဝမှာအံ့ဩစရာကောင်းတဲ့အရာအလုံးကိုရဖို့ထိုက်တန်တယ်။ငါဟာအတိတ်ပစ္စုပန်နဲ့အနာဂတ်တို့မှာပါငြိမ်းချမ်းနေတယ်။ငါဟာအတိတ်ပစ္စုပန်နဲ့အနာဂတ်တို့မှာပါငြိမ်းချမ်းနေတယ်။ငါဟာအကောင်းမြင်တွေးခေါ်တတ်သူဖြစ်ပြီးငါဘဝမှာလည်းကောင်းမွန်တဲ့အရာများကိုသာဆွဲဆောင်တယ်။ငါဟာအကောင်းမြင်တွေးခေါ်တတ်သူဖြစ်ပြီးငါဘဝမှာလည်းကောင်းမွန်တဲ့အရာများကိုသာဆွဲဆောင်တယ်။ငါကိုယုံကြည်တဲ့ဖေးမကူညီသူတွေအပြုသဘောဆောင်တဲ့သူတွေနဲ့ဝိုင်းရံထားတယ်။ငါကိုယုံကြည်တဲ့ဖေးမကူညီသူတွေအပြုသဘောဆောင်တဲ့သူတွေနဲ့ဝိုင်းရံထားတယ်။ငါဟာအာယုံစူးစိုက်မှုစိတ်တက်ကြွမှုတို့နဲ့ပြည့်စုံနေတယ်။ငါဟာအာယုံစူးစိုက်မှုစိတ်တက်ကြွမှုတို့နဲ့ပြည့်စုံနေတယ်။ငါမှာဘယ်အရာကိုမဆိုအောင်မြင်အောင်ပြုလုပ်နိုင်တဲ့စွမ်းအားတစ်ခုရှိတယ်။ငါမှာဘယ်အရာကိုမဆိုအောင်မြင်အောင်ပြုလုပ်နိုင်တဲ့စွမ်းအားတစ်ခုရှိတယ်။ငါဟာအတွင်းစိတ်ကိုအပြင်ရုပ်ပါချောမောလှပသူတစ်ယောက်ဖြစ်တယ်။ငါဟာအတွင်းစိတ်ကိုအပြင်ရုပ်ပါချောမောလှပသူတစ်ယောက်ဖြစ်တယ်။ငါဘဝမှာရှိတဲ့ချစ်ချင်းမေတ္တာနဲ့ပံ့ပိုးမှုတွေအတွက်ကျေးဇူးတင်တယ်။ငါဘဝမှာရှိတဲ့ချစ်ချင်းမေတ္တာနဲ့ပံ့ပိုးမှုတွေအတွက်ကျေးဇူးတင်တယ်။ကောင်းမွန်တဲ့အရာတွေဖြစ်လာဖို့အပြုသဘောဆောင်တဲ့အတွေးအမြင်တွေကိုမွေးမြူပြီးအသုံးချနိုင်ကြပါစေ
ဒီဗီဒီယိုလေးကနေလည်းကောင်းတဲ့အရာတွေဖြစ်လာဖို့အထောက်အကူဖြစ်ပါစေလို့ဆုတောင်းပေးရင်ဒီနေရာမှာပဲနှုတ်ဆက်လိုက်ပါတယ်နော်။တာယာအေးချမ်းပြီးကောင်းမွန်တဲ့နေ့ရက်လေးတွေကိုဖန်တီးနိုင်ကြပါစေရှင်။